ကြောင်းအရာလေးကတော့လုပ်ငန်းမှာတွင်တွင်ကြဲကြဲအသုံးပြုလို့ရတယ် summit expansion လေးကိုဒီမှာစရင်းလေးရှိမယ်ပေါ့ကိုကရက်ဆွဲတွေရေးထားတယ်item ပစ္စည်းအမျိုးအမည်တွေကိုကကုံစုံဆိုင်လေးပဲဖြစ်ဖြစ်ကိုရောင်းတဲ့ကုန်ပစ္စည်းတွေကိုအမျိုးအစားတွေကိုရေးထားမယ်ပြီးလို့ရှိရင်အဝင်တွေရေးမယ်အထွက်တွေရေးမယ်အရေးအတွက်တွေရေးမယ်အဲ့လိုရေးပြီးလို့ရှိရင်ဆက်ပြဆိုလို့ရှိရင်ဆက်ပြအရေးအတွက်စုစုပေါင်းကိုတွက်ကြည့်ခြင်းလဲဆိုလို့ရှိရင် summit နဲ့သုံးကြည့်အောင်ညီမချင်း SUMIF summit ခွန်းစ rate ဆိုတာကအရေးအတွက်တွေကိုပြောတာပေါင်းလို့ရတဲ့အဒီ collagen ဆက်ပြဆိုတာဆက်ပြတွေပါတဲ့အကွက်က rate, criteria ဆိုတာကလိုချင်တဲ့အရာဆက်ပြကိုလိုချင်တော့ဆက်ပြဆိုတာရေးထားပြီးသားရှိရသူ့ထောက်အကွက်ကိုထောက်လိုက် sun rate ကကြတော့ပေါင်းရမယ်ဆဲကွက်ဒီပေါင်းရမှာဆိုတာတွေကဒီဆဲကွက်တွေကွမ်ပိတ်အန်ဒါအဲ့ဆိုရင်ဆက်ပြစုစုပေါင်းတွေကိုရတယ်အဲ့မှာဆက်ပြတွေကနောက်တစ်မျိုးပေါ့နောက်တစ်မျိုးကကြတော့ဆက်ပြလည်းဖြစ်ရမယ် in အဝန်စင်းတွေလည်းဖြစ်ရမယ်ပေါ့နောက်တစ်ခုကကြတော့ OUT အောက်ဆက်ပြလည်းဖြစ်ရမယ်အောက်ထွက်သွားတဲ့စင်းတွေလည်းဖြစ်ရမယ်အဲ့တော့ criteria နှစ်ခုဖြစ်တယ်လေလိုချင်တာနှစ်ခုဖြစ်တဲ့အတွက်သူကြတော့ဘာ function တော့မလဲဆိုတော့ SUMIFS SUMIFS ဝင်စားတော့ကြတော့စောစောဟာလေးနဲ့ပြောင်းပြန်လာတာ sun rate ကအရင်ထည့်ပေးရမှာ sun rate ဆိုတာကတွက်လို့ရတဲ့အကွက်တွက်လို့ရတာဒီကိန်းဂဏန်းတွေပါတဲ့အကွက် criteria rate 1ဆိုတာကအခုလိုချင်တာက in အကွက်ဆက်ပြောက်အရင်သုံးလေရတယ်မျက်စိမလဲအောင်စောစောလို့ဆက်ပြန်နေပဲသုံးနိုင်မယ်အဲဆိုဆက်ပြဆိုတာတွေပါတဲ့ rate says criteria rate လို့ပြောတဲ့အတွက်ဆက်ပြတွေပါတဲ့အကွက်ကိုထောက်ပြီး criteria 1ကျတော့ဆက်ပြ criteria rate 2ကကျတော့ in တွေအောက်တွေပါတဲ့အကွက်ကိုလိုချင်တော့ rate criteria rate ဆိုတာ in အောက်ပါတဲ့အကွက်ကိုထောက် ပြီးရင် criteria 2ကကျ in ကိုလိုချင်တာ compare under အဲ့ဆိုရင်ဆက်ပြအဝင်နေချိုင်းက400ရတယ်လို့ပြောတာဆက်ပြအထွက်တွေဘယ်လောက်ရတော့ဆိုတာကိုတစ်ခါတွက်ကြည့်အောင်မယ် SUMIFS ဆိုလဲ criteria နှစ်ခုကိုအဖြေရှာချင်တာဖြစ်တဲ့အတွက် S ကိုပဲသုံးပြီးတာเนาะအဲ့တော့ sun rate မှတ်မိအောင်လို့နောက်တစ်ကြောပြန်တွက်ပြတာ sun rate ကကြတော့ပေါင်းလို့ရတဲ့အကွက်ဆိုတော့ဒီ data ကိုယူမယ် criteria rate 1ကကြတော့ဆက်ပြတွေပါတဲ့အကွက်ဒီကွက်ကိုယူမယ်ပြီးရင်criteria 1ကဆက်ပြcriteria rate 2က in out တွေပါတဲ့အကွက်ကိုလိုချင်တာ in out တွေပါတဲ့အကွက်ကို select လုပ်ပြီးရင် criteria 2က out ခွန်ပိတ် under ဆိုရင်ထွက်တယ်ဆက်ပြထွက်က20ရှိတယ်ဒါကြောင့်ဆက်ပြကိုရှာခဲ့တော့လေ420ရတာလေ in က400အောက်က20ရှိတယ်လို့ပြောတာပါကဲဒါလေးကိုလေ့လာကြည့်ပါလိုက်လုပ်ကြည့်လို့ရှိရင်အကျိုးများမယ်လို့ယုံကြည်ပါတယ်နောက်ထပ်သိချင်တာလေးရှိရင်လည်းကွက်မှတ်မှာရေးပေးခဲ့ပါเนาะနောက်ထပ်သူနဲ့ဆက်တဲ့ဒီ summit နဲ့ summit bus ကိုနားလည်သွားပြီဆိုလို့ရှိရင်နောက်ထပ်လုပ်လို့ရတာသင်ခန်းစာလေးကိုလည်းထပ်ပြီးတော့လုပ်ပေးသွားမှာဖြစ်ပါတယ်เนาะ bye bye